အားလုံးပဲမင်္ဂလာပါခြေုံကူးကူးနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ candy အာလူတချို့တော့အများတော့ဖြစ်တော့ဒီဟင်းချက်စားဖြစ်ကြမှာမဟုတ်ဘူးเนาะအိမ်မှာ candy နည်းနည်းအာလူနည်းနည်းကြာနေတော့ပါချက်လို့ချက်မှမသိတဲ့လူအိမ်မှာဟိုကြံတီကြံပေါ့เนาะအဲ့လိုမျိုးအိမ်တော်ရှင်မတွေအတွက်ဖြစ်ပါတယ်ကျမကတော့အာလူကိုအနေတော့တုံးပြီးတော့ကိုချက်နေတဲ့အရွယ်စားတုံးပြီးတော့စားချက်သားမုံစနွင်းထည့်ပြီးတော့နေမယ်ပေါ့เนาะ candy ကိုလည်းကိုကြိုက်နေတဲ့တလောက်ပလေးပြအတုံးပြလီးထားလို့ရပါတယ်လိုအပ်တာတော့ချက်သွန်နေချက်သွန်ဖြူဒါပစုံ6တုံးထားတာပေါ့နော်ဆိုတော့ CO ဒီမှာအာလူကိုကျွန်မတိတအရင်ကြော်မှာဖြစ်တဲ့အတွက်စီနည်းနည်းများပါတယ်ပြီးရင်စီပူလာရင်အာလူဒီနေထားတဲ့ဟာလေးကိုထည့်ပြီးတော့ကြော်ပြီးတော့ထည့်မယ်ပြီးရင်အဖုံးအုပ်မယ်ပြီးရင်ပြန်ဖွင့်မယ်ညမှာစိတ်ရှည်ဖို့တော့လိုပါတယ်အာလူကတစ်ခါတလေမှာမီးရမ်းပြင်းတဲ့ကမှာအထက်အာလူမကြက်ပဲအပေါ်ကတူးသွားတတ်တယ်ပေါ့နော်ဆိုတော့မီးအေးလေးနဲ့တေချာကြော်ဖို့လိုပါတယ်အာလူတွေကကြက်ပြီးအညိုရောင်လေးလေးတန်းလာပြီဆိုလို့အနီရောင်လေးလေးတန်းလာပြီဆိုရင်ဖယ်ပြီးတော့ခရမ်းဒီကိုပြန်ပြီးတော့လိတ်မှာဖြစ်ပါတယ်ပေါ့နော်စီနေနဲ့လိတ်မှာဖြစ်ပါတယ်ထည့်ပြီးပြီဆိုတော့ဖုံးအုပ်မယ်ပြီးရင်ပြန်ထုံးမယ်ဒီညမှာလဲစိတ်ရှည်ဖို့လိုပါတယ်စိတ်ဖီလေးနဲ့မီးအေးလေးနဲ့ကြော်ပေးပါပြီးရင်ခရမ်းဒီကတန်းနီညိုညိုလေးတန်းလာပြီဆိုရင်ခရမ်းဒီကအလုံးနူသွားပြီဣသွားပြီဆိုရင်ခရမ်းဒီကိုပြန်ပြီးတော့ဖယ်လိုက်ပါဖယ်ပြီးရင်ကျွန်မကတော့ကြံနေတဲ့စီလေးနဲ့ပဲပြန်ချက်မှာဖြစ်တဲ့အတွက်စီအများကြီးမသုံးဘူးပေါ့နော်ဆိုတော့ကြက်သွန်လေးပလေးထားတာထည့်မယ်ပြီးရင်စနွင်းထည့်မယ်ဒါကတော့အယောင်တင်ပေါ့နော်အယောင်တင်လေးကအယောင်လာထည့်မယ်ညမှာကျွန်မကတော့ငပိမတုံးထားပါဘူးထဲချင်မိတ်ဆွေတို့နဲ့ငပိကြိုက်နေတဲ့ငပိထဲတုံးလို့ရပါတယ်ငရုတ်တီးအမုံထဲချင်လဲမိတ်ဆွေတို့ထဲတုံးလို့ရတယ်ပေါ့နော်ပြီးရင်ပစုံ6ရေစိမ်ပြီးဆေးထားတဲ့ဟာလေးထည့်ပါတယ်ပစုံ6ကျွန်မတုံးတဲ့ပစုံ6ကတော့အကောင်သေးတယ်ဖြစ်တဲ့အတွက်မထောင်းတော့ပါဘူးအကောင်ကျင်းရင်တော့ထောင်းပေးဖို့လိုပါတယ်ဆိုတော့ဒီပစုံ6လေးအကုန်လိတ်သွားပြီဆိုရင်တီတန့်ကြော်ထားတဲ့ခရမ်းဒီထဲမယ်ပြီးရင်ကြော်ထားတဲ့အာလူဒီထည့်ပါမယ်ဆိုတော့ဒီညမှာအချိန်အများကြီးယူဖို့မလိုပါဘူး။ဘာကြောင့်လဲဆိုတော့ခရမ်းဒီရောအာလူရောကြံတဲ့အရာတွေအလုံးကကြက်ပြီးတာဖြစ်တယ်ပေါ့နော်။စီမှာကျွန်မစားနဲ့ချက်တွန်အချက်သားမုံထဲတာကတော့ခရမ်းဒီအတွက်ဖြစ်ပါတယ်။ပြီးရင်မဆလာလေးအုပ်လိုက်ပါမယ်။မဆလာလေးအုပ်ပြီးခဏလေးမွေပြီးပြီဆိုတာနဲ့အရတာမြေးကြည့်ပြီးတော့သုံးဆောင်လို့ရပါပြီဒီညမှာမိတ်ဆွေတို့နနံရွက်တို့တခြားအရွက်တွေထည့်ချင်လဲရပါတယ်ကိုတဘောပါကျမကတော့မဆလာပါတဲ့အတွက်မထည့်ထားဘူးပေါ့နော်သုံးဆောင်လို့ရပါပြီအလုံးပဲစင်ပြေကြပါစေကျေးဇူးတင်ပါတယ်